ဇလန်းလေးမစခင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပေးပါအောင်ခင်ဗျာအပိုင်းတစ်တွေတင်တိုင်းအရင်ဆုံးသိရအောင်ခေါင်းလောင်းလေးကိုပါနှိပ်ထားပြဖို့အဆိုင်တခါထူးဆန်းသောတွေ့ရှိချက်နေဝင်စည်းစာအချိန်ပင်လယ်လေပြေကခတက်တဲ့တိုက်ခတ်နေပါတယ်လူသူကင်းမဲ့နေတဲ့လှပတဲ့ကမ်းခြေတစ်ခုမှာဇီယာဆိုတဲ့လူငယ်လေးတစ်ယောက်လမ်းလျှောက်နေပါတယ်လိုင်းပူတန်တွေကိုနားထောင်ရင်ပင်လေရေပင်ကျဲကြီးကိုမြည်ကြည့်ရင်သူအေးအေးဆေးဆေးအနားယူနေတာပါရုတ်တရက်လှိုင်းတွေနဲ့အတူကန်းဆက်ကိုရောက်လာတဲ့အရာတစ်ခုကနေဝင်ရီရောင်အလင်းရောင်အောင်မှာလက်ခနဲတောက်ပသွားတာကိုဇီရလမ်းမြင်လိုက်ရတယ်သူလည်းတိကျင်စိတ်နဲ့အမြန်ပြေးသွားပြီးတဲတွေထဲမှာတဝက်နစ်နေတဲ့အဲ့ဒီအရာလေးကိုဆွဲထုတ်လိုက်ပါတယ်အဲ့ဒါကတာမန်ပလင်းခွန်ဒါမှမဟုတ်တစ်တုံးတုံးမဟုတ်ပါဘူးနောက်လေရက်ခက်တဲ့ထူးဆန်းတဲ့တင်ဂီတတွေထွင်းထူထားတဲ့ရွှေဟောင်းတစ်သားတီတာငယ်လေးတစ်လုံးဖြစ်နေပါတယ်။တီတာလေးကရေတွေဆိုးရွှေနေပေမဲ့ပျက်စီးနေခြင်းမရှိဘဲခိုင်ခိုင်မာမာရှိနေတော့မှာပဲ။ပိုပြီးထူးဆန်းတာကတော့ခတ်ထားတဲ့နေရာမှာအပြာရောင်တောက်ကြော့မြင့်ရတနာလေးတစ်လုံးတက်ဆင်ထားတာပါပဲ။ဇေယကတီတာလေးကိုတေချာကင်ကြည့်လိုက်တဲ့အခါရုတ်တရက်သူ့ရဲ့လက်ဖွာထဲမှာနှွေးကနေဖြစ်သွားပြီးတေတာတွေကနေတိုးတိတ်တဲ့ခေါင်းလောင်းတန်လေးတစ်ခုထွက်ပေါ်လာတယ်လို့ခန်းစားလိုက်ရပါတယ်။ဇေယတယောက်အံ့ဩမင်တက်သွားပြီးတေတာလေးကိုစိုက်ကြည့်ရင်ဘာဆက်လို့ရမလဲစဉ်းစားနေမိပါတော့တယ်။အပိုင်းနဲ့လျှော့ဝှက်ချက်ကိုအိမ်တို့တည်ဆောင်ခြင်းဇေယတယောက်လက်ထဲကထတာလေးစီမှထွက်ပေါ်လာတဲ့တိုးတိတ်တဲ့ခေါင်းလောင်းတန်လေးကြောင့်လန့်ဖျက်သွားပါတယ်။သူချစ်ချင်းပဲပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တယ်။မောင်ရအပြုတ်နေတဲ့ကမ်းခြေမှာလူသူကင်းမဲ့နေပေမဲ့မောင်ရိတ်ထဲကနေသူ့ကိုတယောက်ယောက်စောင့်ကြည့်နေတယ်လို့မျိုးကြောချမ်းစရာခန်းစားချက်ကိုရလိုက်ပါတယ်။ဒီနေရာမှာတက်တာကိုဖွင့်ဖို့လုံးဝမလုံခြုံဘူးလို့ဇေယျဆုံးဖြတ်လိုက်ပါတယ်။ဒါနဲ့တက်တာလီကိုသူ့ရဲ့ကြောဖို့အိတ်ထဲတေချာဝှက်ထည့်ပြီးအိမ်ကိုခတ်တုတ်တုတ်ပြန်ပြေးလာခဲ့ပါတော့တယ်။အိမ်ရောက်တာနဲ့ဇေယျဟာအခန်းတကားကိုတော့လုံအောင်ပိတ်ဗီဒင်းပေါက်လိုက်ကာတွေကိုပါတေချာဆွဲချလိုက်တယ်။ပြီးတော့ဇပွဲတင်မိအိမ်လေးကိုဖွင့်ပြီးတက်တာလေးကိုဇပွဲပေါ်တင်လိုက်ပါတယ်။မီးရောင်အောင်မှာတော့တက်တာဘောကအပြာရောင်ကြောက်မြက်လေးဟာပိုပြီးလျှော့အော်ဆန်းကျဲစွာလင်းလက်နေပါတယ်။ဇေယျကတက်တာကိုဖွင့်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့တော့ပေါက်လေးမပါသလိုဖွင့်စရာပတားမျိုးလည်းမတွေ့ရပါဘူး။တက်တာဘောကအထုံးစားတဲ့တင်ဂီတာတွေကိုတေချာစစ်ဆေးကြည့်တော့ရှေးဟောင်းအခရာတွေနဲ့တူနေတာကိုသတိထားမိပါတယ်။ဘာလို့ကမဲမသိဖြစ်နေတော့ဇေယျကအပြာရောင်ကြောက်မြက်လေးကိုလက်မနဲ့အသာအရာဖိပြီးပုတ်ဆွဲကြည့်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲကလစ်စူးတဲ့အတန်တဲတဲလေးထွက်ပေါ်လာပြီးတက်တာရဲ့အပေါ်ပုံလေးကအလိုလျောက်ပွင့်သွားပါတော့တယ်။ဇေယျရဲ့ရင်ခုန်တန်တွေမြန်လာပါတယ်။တက်တာထဲမှာရွှေရင်းကားတွေရတနာတွေရှိနေမလားလို့မျှော်လင့်ထားပေမဲ့တကယ်တမ်းရှိနေတာကတော့ဆွေးမြေနေတဲ့သားရည်ချက်မြေပုံဟောင်းတစ်ခုနဲ့ထူးဆန်းတဲ့ပုံစံရှိတဲ့ကြေးပွားတော့တန်လေးတစ်ချောင်းဖြစ်နေပါတယ်။ပိုပြီးထူးဆန်းတာကမြေပုံပေါ်မှာအနီရောင်ချက်ချီးခက် X မှတ်ထားတဲ့အမီမသိကျွန်းတကျွန်းရဲ့ပုံကိုတွေ့လိုက်ရတာပါပဲ။အပိုင်း3ပဒင်းပေါက်မှတတိပေးတိုင်းဇေယျတယောက်စပွဲပေါ်ကဆွေးမြဲနေတဲ့မြေပုံဟောင်းနဲ့ကြီးကွာတိုတန်လေးကိုအသေးချာစိုက်ကြည့်နေမိပါရဲ့မြေပုံပေါ်ကအနီးကောက်ကြက်ချီခက် X ပြထားတဲ့နေရာကဘယ်ကျွန်းဖြစ်မလဲဆိုတာသူ့အာယုံစိုက်ပြီးစဉ်းစားနေတော့ရုတ်တရက်ထောက်တိတ်ဆိတ်နေတဲ့အခန်းထဲမှာမှန်ပဒင်းပေါက်ကိုအပြင်ဘက်ကနေလာခောက်တဲ့အတန်ကြဲကြဲလောင်လောင်ထွက်ပေါ်လာပါတယ်ဇေယျတကူလိုတောင့်တင်းသွားပြီးသွေးအေးသွားသလိုခံစားလိုက်ရတယ်သူကပဒင်းပေါက်လိုက်ကာနေကိုတေချာပိတ်ထားခဲ့တာပါပြီးတော့အပြင်ဘက်မှာကမှောင်မိတ်နေတဲ့ညအချိန်လေးသူကတစ်တာလေးကိုအန်ဆွဲတဲ့အမြန်ထူးထည့်လိုက်ပြီးပဒင်းပေါက်စီကိုခြေတံဖော့ကတခီးကြီးတိုးသွားပါတယ်အသက်ရှူတန်းကိုထင်းရင်လိုက်ကာကိုအသာလေးဟကြည့်လိုက်တဲ့အခါအပြင်ဘက်မှာဘသူမှမရှိတော့ပါဘူးလမ်းမီအောင်အောင်မှာလေတိုက်လို့လှောက်ရှားနေတဲ့တစ်ပင်ရိပ်တွေကလွယ်ရင်ဘာမှမတွေ့ရဘူးဒါပေမဲ့မှန်ပတင်ပေါက်ပေါ်မှာရေငွေ့တွေနဲ့ဆဲထားလေမျက်လုံးတစ်လုံးပုံစံတင်ဂီတာတစ်ခုကိုထင်ထင်ရှားရှားတွေ့လိုက်ရတယ်။အဲ့ဒီတင်ဂီတာကစောစောကတစ်တာပေါ်မှာထွင်းထုထားတဲ့တင်ဂီတာတွေတဲကတစ်ခုနဲ့ပုံစံတူနေပါတယ်။ဒါတင်မကသေးဘူးပတင်ပေါက်ပေါင်မှာရေရီဆုရွှဲနေတဲ့စာရွက်ပိုင်းလေးတစ်ခုလေလွတ်မသွားအောင်ကြောက်ခဲလေးတစ်လုံးနဲ့ဖိထားတာကိုဇေယျတိလိုက်တယ်။ပတင်ပေါက်ကိုအမြန်ဖွင့်ပြီးစာရွက်လေးကိုယူကြည့်လိုက်တော့အဲ့ဒီမှာသွေးလိုနီရဲနေတဲ့မှင်နဲ့စာတစ်ကြောင်းရေးထားပါရဲ့တစ်တာကိုဖွင့်လိုက်တဲ့အတွက်မင်းနောက်ပြန်စုပ်လို့မရတော့ဘူးသူတို့လာနေပြီ
အပိုင်းလေးအမောင်ကွန်ရက်ထေကအဖြေစာရွက်ပေါ်ကသွေးရောင်လိုနီးရဲနေတဲ့သတိပေးစာကိုဖတ်လိုက်ရတဲ့အချိန်မှာတော့ဇေယျရကြော်ယူတချောင်းစိမ့်သက်သွားပါတယ်။ဒါပေမဲ့သူဟာကြောက်လန့်ပြီးထွက်ပြေးမဲ့အစားဒီကိစ္စရဲ့အဓိကဇင်းမြစ်ကိုသိအောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာပလင်းပေါက်ကိုအမြန်ပိတ်တော့ခတ်လိုက်ပြီးသူ့ရဲ့ laptop ကိုဖွင့်လိုက်ပါတယ်။ဇေယျဟာနီးပညာပိုင်းကိုနားလေသူပြီးတာမန်အင်တာနက်ကနေမရှာဖွေပဲသူ့ရဲ့ဒီနေရာကိုနှုတ်ရောင်ခံမလိုက်နိုင်အောင်ကွန်ပျူတာမှာတီးခြားလုံခြုံတဲ့ container environment တစ်ခုကိုဖန်တီးလိုက်ပါတယ်။ပြီးတော့နိုင်ငံတကာက cloud server တွေချိတ်ဆက်ပြီးမှောင်မိတ်နေတဲ့ internet ရဲ့အောက်ခြေ dark web ထဲကရှေးဟောင်းမှတ်တမ်းတွေကိုဝင်ရောက်ရှာဖွေပါတော့တယ်။ပဒင်းပေါက်ကမျက်လုံးတင်ကြတာနဲ့မြေပုံကိုဓာတ်ပုံရိုက်ပြီး AI နည်းပညာနဲ့တိုက်စစ်ကြည့်လိုက်တဲ့အခါနာရီဝက်လောက်အကြာမှအဖြေတစ်ခုထွက်လာပါ၏။အဲ့ဒီသင်္ကေတဟာလွန်ခဲ့တဲ့နှစ်ပေါင်းရာကြီးကပျောက်ဆုံးသွားခဲ့သမုဒ္ဒရာအရေးအဖွဲ့ The Shadow of the Tides ဆိုတဲ့အမည်မသိရှေးဟန်းဂိုင်တစ်ခုရဲ့သင်္ကေတဖြစ်နေပါတယ်။မတန်းတဲ့အရာအဲ့ဒီဂိုင်ဟာရေအောက်ကဘာရဲ့တန်ဖိုးမဖြတ်နိုင်တဲ့အမွေအနှစ်တွေကိုကာကွယ်စောင့်ရှောက်သူတွေဖြစ်ပြီးရေပုံထဲကကျွန်းဟာနေကျက်တဲ့အချိန်တွေမှာသာပင်လယ်ရေအောက်ကနေပေါ်လာတတ်တဲ့လျှို့မှတ်ကျွန်းဖြစ်နေပါတယ်။အဆိုးဆုံးအချက်ကတော့တစ်တာဘောကအပြာရောင်ကြောင့်မြတ်ဟာတာမန်ကြောင့်မြတ်မဟုတ်ပဲတစ်တာကိုဖွင့်လိုက်တာနဲ့ဂိုင်းသားတွေစီကိုတီနီယာအချက်ပြပေးတဲ့ရှီးဟောင်းတန်လိုက်အိမ်မြောင်တစ်ခုဖြစ်နေတာပါပဲ။ဒါဆိုသူတို့ငါတီနီယာကိုတိနေပြီပေါ့။ဇေယျတရားစကားတောင်ဆုံးအောင်မပြောလိုက်နိုင်ပါဘူး။ရုတ်တရက်သူ့ကွန်ပျူတာမျက်နှာပြင်တစ်ခုလုံးအနီရောင်ပြောင်းသွားပြီးမင်းမကြည့်တင်တာကိုကြည့်လိုက်ပြီးဆိုတဲ့စာသားကြီးတော်လာမှာတော့တယ်။အဲ့ဒီအချိန်မှာပဲအိမ်တလုံးကမီးတွေဖျက်ခနဲပိတ်ကျသွားပြီးအိမ်ရှိတကားမကြီးကိုအပြင်ကနေပြင်းပြင်းထန်ထန်ရိုက်ချိုးလိုက်တဲ့အတန်ကြီးခတ်ပေါ်လာပါတော့တယ်။အပိုင်းငါသွေးရောင်လာချမီညာ Black Moon တိုင်းဆိုတဲ့တကားစိတ်ချိုးတန်ကြီးထွက်ပေါ်လာပြီးနောက်အိမ်ရှိခန်းထဲမှာခြေတံပြင်းပြင်းတွေစူနေသွားပါတယ်။ဇေယျတယောက်ကြောက်လန့်တကြားထအောင်မဲ့အစားအတိစိတ်ကိုအမြန်ပြန်စူးစီးလိုက်ပါတယ်။သူဟာစပွဲပေါ်ကပဟေလီတတာမြေပုံနဲ့ကျေးဝါတော်တို့ကိုကြောဖို့အိတ်ထဲအမြန်ကောက်ထဲလွှဲလိုက်ပါတယ်။ပြီးတော့အနီးနားမှာရှိတဲ့တန်ကိုထီနဲ့လှုပ်ထားတဲ့လက်နိတ်တအမီအကြီးကြီးကိုလက်ကနေတင်းတင်းစုပ်ကရင်အခန်းတောင်ကတစ်သားပြီးတော့အထောင်ကြီးတဲ့ကိုအမြန်ဝင်ပုံးနေလိုက်တယ်။ခဏကြာမှပဲသူ့အိတ်ခမ်းတကာပွင့်သွားပါတယ်။အမြဲရောင်ဝစ်စုံပြီးဝစ်စင်ထားပြီးမျက်နှာဖုံးစွပ်ထားတဲ့လူထွားကြီးနှစ်ယောက်အခန်းထဲဝင်လာပါတယ်။သူတို့ကအခန်းကိုမှွေနောက်ရှာဖွေနေရင်တယောက်ကဖုံးထုတ်ပြီးပြောလိုက်ပါတယ်။ Boss ကောင်လေးကိုမတွေ့ဘူး။ဒါပေမဲ့တက်တာကဒီမှာရှိခဲ့တဲ့လက္ခဏာတော့ရှိတယ်။နောက်3ရက်နေရင်သွေးရောင်လာချက်မိညာ Black Moon ရောက်တော့မယ်။အဲ့ဒီအချိန်မှဒါကျွန်းကရေအောက်ကနေပေါ်လာမှာဆိုတော့ကျွန်တော်တို့အဲ့ဒီတန်လိုက်အိမ်မြောင်တက်တာကိုအမြန်ဆုံးရမှာထင်မယ်။ဒီလိုအဟောင်းကြီးရဲ့အခွေးချောင်းလေးကနေချောင်းကြည့်နေတဲ့ဇေယျမျက်လုံးပြူးထော်ပါတယ်။လူဝက်ကျွန်းကိုရှာဖို့သူ့မှာအချိန်3ရက်ပဲရတော့တယ်ဆိုတာသိလိုက်ရပြီ။အဲ့ဒီအချိန်မှာပဲလူဆိုးတယောက်ကဇေယျပုံးနေတဲ့ဘီဒိုစီကိုတဖြည်းဖြည်းကတ်လာပြီးတကားလက်ကင်ကိုဆွဲဖွင့်လိုက်တယ်။ဝွန်းဇေယျဟာစောင့်ဆိုင်မိနေတော့ပဲဘီဒိုတကားကိုအားကုန်ကန်ဖွင့်ပြီးရှေ့ကလူရဲ့မျက်နှာကိုဓမီအကြီးကြီးနဲ့အားကုန်ရိုက်ချလိုက်တယ်။လူဆိုးလေးချသွားပြီးအော်ဟစ်လိုက်တဲ့အချိန်လေးမှာပဲဇေယျဟာနောက်တစ်ယောက်ကိုအမြန်ရှောင်ထွက်ပြီးမှန်တပြင်းပေါက်ကိုကလာထိုင်နဲ့ရိုက်ခွဲပြီးအပြင်ဘက်မောင်မိုင်မန်းနေတဲ့လမ်းကြားတဲ့ကိုခုန်ချလိုက်ပါတော့တယ်။အနောက်ကနေဟေ့ကောင်ရက်စန်းဆိုတဲ့အော်တန်ဒီပြင်းထန်တဲ့ခြေတံတွေကထက်ချက်မကွာလိုက်လာပါပြီ။ဇေယျတယောက်မိုးဖွဲဖွဲကျနေတဲ့ညစ်နံညံလမ်းမဘော်ဒီပေါ်မှာအသက်လွတ်ပြီးပြေးရပါတော့တယ်။အပိုင်း6မူတဲတဲ့ကထောက်ချောက် The Trap in the Rain မိုးဖွဲဖွဲကျနေတဲ့ညစ်နံညံလမ်းမကြီးပေါ်မှာဇေယျတယောက်အသက်လွတ်ပြီးပြေးလာခဲ့ပါတယ်။သူ့နောက်ကလိုက်လာတဲ့ခြေတံတွေကလည်းတဖြည်းဖြည်းနီးကပ်လာနေပြီ။အဲ့ဒီချိန်မှာပဲလမ်းတောင်ကနေကွေ့ထွက်လာတဲ့ရဲကားတစ်စီးရဲ့အနီနဲ့အပြာမီးရောင်တွေကိုဇေယျလမ်းမြင်လိုက်ရတယ်။ကိုနီပေါင်းကဲကြပါအောင်ဇေယျဟာရဲကားရှိကိုပြေးထွက်သွားပြီးကားမှန်ကိုအသေးအတန်ခောက်လိုက်ပါတယ်။ကားမှန်တကောက်ပွင့်သွားတဲ့အခါယူနီဖောင်းဝတ်ထားတဲ့ရဲအရာရှိတယောက်ကသူ့ကိုအန်အော်တယ်လို့ကြည့်လိုက်တယ်။ကျွန်တော်အိမ်ကိုလူဆိုးတွေဖောက်ထွင်းပြီးကျွန်တော်ကိုတတ်ဖို့လိုက်နေကြလို့ပါ။ကျေးဇူးပြုပြီးကဲပါအောင်လို့ဇေယျကအလောတကြီးပြောလိုက်တယ်။စိတ်အေးအေးထားပါကောင်းလေ
နောက်ခန်းထဲဝင်ထိုင်လိုက်မင်းအခုလုံခြုံသွားပါပြီလို့ရဲအရာရှိကအေးဆက်ဆက်အတန်နဲ့ပြောရင်ကားနောက်ခန်းတကားကိုဖွင့်ပေးလိုက်ပါတယ်ဇေယျတယောက်တက်ပြင်းချရင်ကားနောက်ခန်းထဲဝင်ထိုင်လိုက်တယ်ရဲကားလေးရှေ့ကိုဆက်ထွန်လာခဲ့ပါတယ်ဒါပေမဲ့ကားမောင်းနေရင်းနဲ့လဲမီးရောင်အောက်မှာရဲအရာရှိရဲ့လဲဘင်းနောက်ကျောကိုဇေယျလှမ်းမြင်လိုက်ရတဲ့အချိန်မှာတော့သူ့တကိုယ်လုံးတွေးခဲသွားတယ်လို့ဖြစ်သွားပါတယ်အဲ့ဒီရဲအရာရှိရဲ့လဲဘင်းမှာတတူးတစ်ခုထိုးထားပါတယ်အဲ့ဒါကတခြားမဟုတ်ပါဘူးတစ်တာပေါ်မှာပါတယ်ပြီးတော့သူ့အိမ်ပြတင်းပေါက်မှာရေးဆွဲသွားတဲ့မျက်လုံးတစ်လုံးတင်ကြတာအတိအကျပါပဲအဲ့ဒီအချိန်မှာပဲကားရှည်ကန်ကနေချက်လောက်ဆိုတဲ့အတန်နဲ့အတူကားတကားတွေအားလုံးကိုအော်တိုလော့ချလိုက်တဲ့အတန်ထွက်ပေါ်လာပါတယ်ရဲအရာရှိကကားနာကြည့်မှန်ကနေဇေယျကိုပြုံးစည်းစည်းနဲ့လန့်ကြည့်ရင်မင်းအဲ့ဒီတက်တာကိုမဖွင့်ခဲ့တဲ့ဘူးကောင်းလေးလို့ခတ်တိုးတိုးပြောလိုက်ပါတော့တယ်အပိုင်းခွန်အသက်လူအပေးအယူ The Deadly Deal ရေရဲကိုင်းတော့ခန်းမှာပိတ်မိနေတဲ့ဇေယျတယောက်အသက်ရှူတန်တွေမြန်နေပေမဲ့ခေါင်းကိုအေးထားပြီးအမြန်ဆုံးတွေးတော့လိုက်ပါတယ်အတင်းယုံကန်ရင်ရှေ့ကမှန်ကန်လန့်ကနဲ့တန်စကားကိုသူဖောက်ထွက်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်သူညံသုံးဖို့ဆုံးဖြတ်လိုက်ပါတယ်ခမည်းကျွန်တော်ကိုတတ်လိုက်ရင်သွေးရောင်လာချက်မဲ့အညာမှာအဲ့ဒီကျွန်းကိုဘယ်တော့မှရှာတွေ့မှာမဟုတ်ဘူးလို့ဇေယျကခတ်တီတီနဲ့အတန်ကိုထိန်းပြီးပြောလိုက်ပါတယ်ရဲအရာရှိဂိုင်းဝင်ကကားကိုအရှင်လျှော့လိုက်ပြီးနောက်ကြည့်မှန်ကနေတန်ရမျက်လုံးနဲ့ကြည့်လာတယ်။ဘာပြောချင်တာလဲကောင်လေးမြေပုံနဲ့တော့ကမင်းလွယ်ကြီးထဲမှာရှိနေတာပဲလေ။ဇေယျကလောင်ပြုံးတစ်ခုပြုံးလိုက်တယ်။အဲ့ဒီမြေပုံကအတုဗျာအစ်စ်ကတက်တာအောက်ခြေမှာကပ်ပါလာတဲ့လျှို့ဝှက်ကုတ်တွေပဲ။အဲ့ဒီကုတ်တွေကိုကျွန်တော်အလွတ်ချက်ပြီးပြီ။ခင်ဗျားတို့လိုချင်ရင်ကျွန်တော်နဲ့အပေးယူလို့ရလိမ့်မယ်လို့လိန်ပြောလိုက်ပါတယ်။ဂိုင်းဝင်ကမျက်မှောင်ကျုပ်သွားတယ်။ဘာလိုချင်တာလဲကျွန်တော်ကိုလူစီကားတဲ့နေရာတစ်ခုမှာချပြီးအဲ့ဒီကြရင်လျှို့ဝှက်ကုတ်တွေကိုစာရွက်ပေါ်ချရေးပေးမယ်ပြီးရင်တစ်တာရဲ့မြေပုံရဲ့ကုတ်ရဲ့အားလုံးခမည်းယူသွားကျွန်တော်ကတော့အသက်ရှင်ရက်နဲ့ဒီကိစ္စကနေထွက်သွားမယ်သဘောတူလားဇေယျကကန့်လန့်လိုက်ပါတယ်ဂိုင်းဝင်ကခဏလောက်စဉ်းစားနေပြီးနောက်ကောင်းပြီလေမင်းညံများဖို့မကြိုးစားနဲ့လို့ပြောရင်ကားကိုလမ်းကြောင်းပြောင်းလိုက်တယ်10မိနစ်လောက်အကြာမှာတော့ကားဟာ24နာရီဖွင့်ထားပြီးမီးရောင်တွေထိမ့်ထိမ့်လေးနေတဲ့လူစီကားရဓာတ်စီဆိုင်နာစတိုးဆိုင်အကြီးကြီးတစ်ခုရှိကိုထိုးရလိုက်တယ်။ဂိုင်းဝင်ဟာကားပေါ်ကဆေးနောက်ခန်းတကားကိုဖွင့်ပေးလိုက်ပြီးသူ့ဂျက်ကင်အင်ဂျီအောက်ကတနက်ပြောင်းဝနဲ့ဇေယျရဲ့နောက်ကျောကိုထောက်ထားလိုက်ပါတယ်။သွားဆိုင်တိုက်ဝင်ပြီးစာရွက်ပေါ်မှာကုတ်တီချရေးပြီးစားမင်းနဲ့နော်တမှုတရားတွေကလျှို့ဝှက်ချက်နီးကိုအပိုင်းရှစ်မိဘေးအချက်ပေးတာနဲ့လျှို့ဝှက်ကျွန်းစီတို့ The Fire Alarm and the Island Call မီးရောင်တွေချင်းချင်းလေးနေတဲ့စတိုးဆိုင်တွေကိုဇေယျဝင်လာခဲ့ပါတယ်သူ့နောက်ကျောမှာတော့ဂိုင်းဝင်ရဲ့အရာရှိကဂျာကင်အင်ဂျီအောက်ကတနတ်ပြောင်းဝါနဲ့ဖိထောက်ထားစေပါမြန်မြန်ကောင်တာဘော်ကစာရွက်ပေါ်မှာကုတ်တီချရေးစမ်းလို့ဂိုင်းဝင်ကတိုးတိုးနဲ့ချိန်ချောက်ပါတယ်ဇေယျကဘောပင်ယူမလို့ဟန်ဆောင်ရင်းကောင်တာဘီက ATM ဆက်နာကိုတဖြည်းဖြည်းတိုးသွားပါတယ်သူ့မျက်လုံးကနယံမှာတက်ဆင်ထားတဲ့အနီရောင်မီးဘေးအချက်ပေးခေါင်းလောင် Fire Alarm စီကိုရောက်သွားပါတယ်ဂိုင်းဝင်ကဘေးဘီဝဲယာကိုအကဲခတ်နေတဲ့စက္ကန့်ပိုင်းလေးထဲမှာပဲဇေယျဟာခေါင်းလောင်ကိုအားကုန်ဆွဲချလိုက်ပါတော့တယ်ဂျင်းဂျင်းဂျင်းနားခွဲမတက်ဆူညံတဲ့အချက်ပေးတန်းကြီးထွက်ပေါ်လာပြီးမျက်နှာချက်ကရေပန်းစပရင်ကလာတွေကနေရေတွေပန်းထွက်လာပါတယ်။ဆိုင်တဲကလူတွေအားလုံးအလန့်တကြအော်ဟစ်ပြီးအဖေကိုအလူအယက်ပြေးထွက်ကြပါတော့တယ်။ဂိုင်းွယ်လည်းလူအုပ်ကြီးရဲ့တွန်းတိုင်မှုကြောင့်ရိုင်လဲသွားချိန်မှာဇေယျဟာလူအုပ်ထဲရောနောကနောက်ဖဲပေါက်ကနေအမောင်ထဲကိုအမြန်ဆုံးလွတ်မြောက်သွားခဲ့ပါတယ်။နိုင်ဝက်လောက်အဆက်မပြတ်ပြေးပြီးနောက်ဇေယျဟာလူတူကင်းမဲ့နေတဲ့စိတ်ကန်းဟောင်းတစ်ခုမှာအမောဖြေရင်ရက်လိုက်ပါတယ်။သူအခုမှသဘောပေါက်သွားပြီ။ဒီဂိုင်းကအရန်ကြီးမှပြီးသူထွက်ပြေးနေလို့ဘယ်တော့မှပြီးမှာမဟုတ်ဘူး။သူကြောပိုးအိတ်ထဲတာရေစုပ်နီးနဲ့မြေပုံဟောင်းနဲ့ပဟိလိတ်တတာလေးကိုထုတ်ကြည့်လိုက်ပါတယ်။သွေးရောင်လားချက်ဖို့3ရက်ပဲလို့တော့လေ။သူတို့အရင်အဲ့ဒီကျွန်းကိုရောက်အောင်သွားပြီးသမုတ်တရားရဲ့လှူဝက်ချက်နဲ့ယတနာတွေကိုရှာဖွေဖော်ထုတ်မှသာဒီကိစ္စကိုအဆုံးသတ်နိုင်တယ်လို့ဇ
ဇေယခိုင်ခိုင်မာမာဆုံးဖြတ်လိုက်ပါတယ်။မြေပုံပေါ်ကလက်တီကျူနာလောင်ကြီးကျူအတိအကျကိုသူမှတ်သားလိုက်ပြီးနောက်လူဝက်ကျွန်းစီသွားကိုနှီးသစင်းရှာရန်အမှောင်ထဲမှာခြီလန်းစတင်လိုက်ပါတော့တယ်။အပိုင်းကိုတငါတဲ့အိုနုပင်လေပြင်ခရီးစဉ် The Old Fisherman and the Sea ညနေပိုင်းစိတ်ကန်းဟောင်းတစ်ခုရဲ့တောက်မှမှောင်မိုက်ပြီးလူသူကင်းမဲ့နေတဲ့အရက်ဆိုင်လေးတွေကိုဇီရောက်ဝင်သွားပါတယ်။ဆိုင်တောက်ကစပွဲမှာတယောက်တည်းထိုင်တောက်နေတဲ့မျက်နှာကြမ်းကြမ်းနဲ့တငါတဲ့အဘိုးကြီးဥပစီကိုဇီရတိုက်ရိုက်သွားလိုက်တယ်။ကျွန်တော်ကိုပင်လေထဲကကြီးခေါ်ရတဲ့နေရာကိုလိုက်ပို့ပေးနိုင်မလား။ငွေဘလောက်ပေးရကျွန်တော်ပေးပါမယ်လို့ဇီရကမြေပုံကိုစပွဲပေါ်ချပြရင်ပြောလိုက်တယ်။ဥပကမြေပုံကိုကြည့်လိုက်တာနဲ့သူ့ရဲ့မျက်လုံးတွေပြူးကျဲသွားပြီးမျက်နှာပြတ်သွားပါတယ်။ဒီနေရာကတေမင်းတမန်ရေပြင်ပဲကောင်းလေးဘသူမှအသက်ရှင်လျက်ပြန်မလာနိုင်တဲ့နေရာဒါပေမဲ့မင်းပေးမိန်ငွေကငါးလီကိုပြင်ဖို့လောက်တယ်ဆိုရင်တော့ငါလိုက်ဖို့မယ်လူခတ်ကြမ်းကြမ်းပြန်ပြေးလိုက်ပါတယ်မကြခင်မှာပဲသူတို့နှစ်ယောက်ဟာဥပရဲ့တစ်သားလီအိုကြီးနဲ့အမှောင်ထုဖုံးလွှမ်းနေတဲ့ပင်လေပြင်ထဲကိုရွက်လွန်ထွက်ခွာလာခဲ့ပါတယ်လေဝါမှာဥပကဇေယကိုလေကျူးချီနီးကြီးပင်လေပြင်ရာသီဥတုအခြေအနေတွေကိုသင်ပေးရင်းတားပေတွေလိုခင်မင်ရင်းနှီးလာပါတယ်ဇေယလည်းဒီအဖိုးကြီးကကြမ်းတိုင်းပေမဲ့သဘောကောင်းတယ်လို့ယုံကြည်သွားပါတယ်ဒါပေမဲ့မနက်မိုးလင်းကနီးအချိန်ရောက်တော့အလှိတ်ကျလှေကိုထိမ်းမောင်းနေတဲ့ဥပစီကိုဇေယကကော်ဖီပူပူတစ်ခွက်ကိုတွားပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာလေတိုက်လူလန်တက်သွားတဲ့ဥပရဲ့အင်ကြီးလက်မောင်းအောက်ကအရာတစ်ခုကိုဇေယလှမ်းမြင်လိုက်ရပါတယ်။အဲ့ဒါကတခြားမဟုတ်ပါဘူး။သမုတ်တရာအရေးအဖွဲ့ရဲ့တင်ဂေတာဖြစ်တဲ့မျက်လုံးတစ်လုံးတတ်တူအဟောင်းကြီးတစ်ခုဖြစ်နေပါတော့တယ်။ဒီအဖိုးကြီးကဂုံသားတစ်ယောက်လား။ဇေယတယောက်လက်ထဲကကော်ဖီခွက်ကိုလက်ကြမတာဖြစ်သွားပြီးပင်လယ်ပြင်အလဲမှာလောင်ကျိုင်းမိသွားသလိုခံစားလိုက်ရပါတော့တယ်။အပိုင်းစဲအရိတ်ထဲကလွတ်မြောက်လာသူခမအဲ့ဒီကွင်ကပဲဇေယဟာအိတ်ထဲကကြေးဝါတော်ရင်ကိုဓာတ်တလက်လူကြစ်ကြစ်ပါပါစုပ်ကိုင်းပြီးဥပကိုချင်ရွယ်ကအော်ပြောလိုက်ပါတယ်ဥပကလေရက်စတီယာရင်ကိုလှစ်လိုက်ပြီးသူ့ရဲ့မျက်လုံးတင်ကေတာတတူးကိုငုံကြည့်လိုက်တယ်ပြီးတော့တပြေးရှည်ကြီးတစ်ခုချလိုက်ပါတယ်ငါ့ကိုတက်ချင်ရင်တက်လို့ရတယ်ကောင်လေဒါပေမဲ့မင်းသိထားရမှာကငါကအဲ့ဒီကုံကြီးကနေထွက်ပြေးလာခဲ့တာနှစ်ပေါင်း20တောင်ရှိပြီလို့ဥပကတီငင်တဲ့အတန်နဲ့ပြန်ပြေးပါတယ်ဇေယထွေဝေသွားတယ်ဘာလို့ထွက်ပြေးလာတာလဲဥပကပင်လေပြင်ကျဲကြီးကိုငေးကြည့်ရင်ရှင်းပြပါတယ်သမုတ်တရားအရေးအဖွဲ့ဆိုတာအရင်ကသမုတ်တရားတဲ့အမွေအနှစ်တွေကိုစောင့်ရှောက်တဲ့သူတွေပါဒါပေမဲ့နောက်ပိုင်းခေါင်းဆောင်တွေကအဲ့ဒီလျိုးဝတ်ကျွန်းပေါ်ကစွမ်းအားတွေကိုတုံးပြီးကဘာကြီးကိုလွှမ်းမိုးဖို့စ조사လာကြတယ်အဲ့ဒီအချိန်ကနေပဲငါလည်းဂွင်ကိုတစ္ဆာဖောက်ပြီးထွက်ပြေးလာခဲ့တာပဲကောင်းလीမင်းစီမှာပါလာတဲ့တစ်တာကအဲ့ဒီကျွန်းရဲ့အသက်ဝိညာဉ်ပဲကောင်းလीအဲ့ဒါသာသူတို့လက်ထဲရောက်သွားရင်အားလုံးပြီးပြီဥပရဲ့မျက်လုံးထဲကနောင်တဲ့နဲ့တီကြီးမှုကိုဇေယမြင်တွေ့လိုက်ပါတယ်ဒီအဖိုးကြီးကရန်သူမဟုတ်ဘူးဆိုတာသူယုံကြည်သွားပါပြီဇေယကတောတန်ကိုအောက်ချလိုက်ပြီးတစ်တာလီကိုထုတ်ပြလိုက်တယ်ဒါဆိုကျွန်တော်တို့ကိုကူညီမှာသွေးရောင်လာချက်မင်းညမတိုင်ရင်အဲ့ဒီကျွန်းကိုသူတို့ထက်အရင်အရောက်သွားပြီးသူတို့အစီအစဉ်တွေကိုဖျက်ဆီးပြပါတော့လို့ဇေယကပြပြတသားပြောလိုက်ပါတယ်ဥပကပြုံးလိုက်ပြီးလေရက်စတီယာရင်ကိုပြန်ကင်လိုက်တယ်တီမြင့်တမန်ကလီးစင်အတွက်အသင့်ပြင်ထားပဲတော့ကောင်းလေငါတို့သွားကြမယ်ကောင်းကင်ရံမှာတော့လမင်းကြီးဟာတဖြည်းဖြည်းချင်းအနီရောင်ပြောင်းလဲစာပြူနေပါပြီWhat in the name of? Look out! Hold on! It's pulling us down! A pai satit yeyaw ma sheyaw dagaji The ancient gate from the deep
ကောင်းကင်ရံကလမင်းကြီးဟာသွေးလိုနီရဲနေတဲ့အချိန်မှာတော့ပင်လယ်ရေပြင်ဟာရုတ်တရက်ပွပွန့်ဆူလာပါတယ်။ဥပရဲ့လှင်ငယ်လေးဟာလှိုင်းလုံးနေကြတဲ့မှာလူလွတ်နေပြီးဇေယတယောက်လှေပန်းကိုတင်းတင်းကြပ်ကြပ်စုပ်ကိုင်ထားရတယ်။ခဏကြာမှာတော့ရေရောက်ကျမ်းပင်ကနေအေယာမကြောက်တုံကြီးတွေနဲ့တီဆောက်ထားတဲ့ရှေးရောင်းတကားမကြီးတစ်ခုဟာရေတွေကိုခွဲထွက်ပြီးဖြည်းဖြည်းချင်းပေါ်လာပါတော့တယ်။တကားကြီးပေါ်မှာရေညှိတွေကပ်နေပြီးပဟေလိတက်တာပေါ်ကတင်ဂေတာရီလိုမျိုးအပြာရောင်အလင်းတွေကလတ်လတ်တောက်ပါနေပါတယ်။ဥပကလှေကိုတကားကြီးနားကိုကတ်လိုက်ပါတယ်။တကားမှာလက်ကင်ဖို့မရှိဘဲလှဲလို့ရတဲ့ကြောက်သားဆက်သွားဝိုင်းဂီယာစတီနဲ့တောပေါက်တစ်ခုကိုပဲတွေ့ရတယ်။ဇေယကတထားကြီးဝါတော်နဲ့မြေပုံကိုထုတ်လိုက်ပါတယ်။မြေပုံကိုတေချာကြည့်လိုက်တဲ့အခါမြေပုံဖော်ကအဆက်ပြောက်လေးတွေဟာကြောက်သားဆက်သွားဝိုင်းတွေရဲ့အနေထားနဲ့ကွက်တိကြော့နေတာကိုဇေယသတိထားမိလိုက်တယ်။ဒါဟာတာမန်မြေပုံမဟုတ်ပဲကုတ်ဖြီတဲ့စနစ်တစ်ခုပါ။ဇေယဟာမြေပုံမှာအတန်းကြောက်သားဝိုင်းတွေကိုနေရာချလိုက်ပြီးအလဲကအပေါက်ထဲကိုကြေးဝါတော်တန်ထက်ကအားကုန်လှဲ့ချလိုက်တယ်။ဂလောက်ဝုံအေယာမကြောက်တကားခီဟာနှစ်ပေါင်းများစွာအိတ်ဆက်နေရကနေအတန်ကျဲကြီးနဲ့အတူပွင့်ထားသွားပြီးလွေဝက်စမ်းကျဲတဲ့ဥမိတ်လွှိုင်ကုန်းကြီးတစ်ခုပေါ်လာပါတော့တယ်။ငါတို့လုံနိုင်နေဥပါငငယ်အထဲဝင်ကြစို့လူဇေယကဝမ်းတာအားရအော်ပြောလိုက်တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူတို့ရဲ့နောက်ကျောပတ်ပင်လေရေပင်စီကနေအင်ဂျင်ထန်ပြင်းပြင်းတွေထွက်ပေါ်လာပါတယ်။လှည့်ကြည့်လိုက်တဲ့အခါအလင်းရောင်ပြင်းထန်တဲ့မီးမောင်းကြီးတွေထိုးထားတဲ့ခစ်မင်စပီဒ်ဘုတ်9စီးဟာသူတို့စီကိုအရှိန်ပြင်းပြင်းနဲ့ဦးတည်လာနေပါပြီ။သမုတ်တရားအရေးအဖွဲ့ရဲ့ဂိုင်းသားတွေရောက်လာကြပြီ။အပိုင်းစနစ်တစ်ကြာဤလမ်းပြအလင်းရောင် The Guiding Light မြန်အထဲဝင်ကြဥပရဲ့အော်ထနဲ့အကျိုးဇေယနဲ့ဥပလို့မြေအောင်ရေရာမကြောက်တကားကြီးရဲ့ဥမင်လွန်ကောင်းလဲကိုအမြန်ပြေးဝင်သွားကြပါတယ်သူတို့အထဲရောက်တာနဲ့တပြိုင်နက်အပြင်ဘက်ကဆက်လေတွေစီကတနက်ဖစ်ခတ်တန်တွေထုတ်ပေါ်လာပြီးကြောက်တကားကြီးကိုလာမှန်ပါတော့တယ်ဥမင်ထဲမှာမှောင်မဲပြီးဆူဆွတ်နေပါတယ်သူတို့နှစ်ယောက်အသက်လူပြီးပြေးလာရင်လမ်းဆုံးတစ်ခုကိုရောက်သွားတယ်ဒါလည်းမဲအဲ့ဒီနေရာမှာရှေ့ဆက်ဖို့လမ်းက3ကွာကွဲနေပါတယ်လမ်း3ခုစလုံးကပုံစံတူအရွယ်စားတူဖြစ်ပြီးဘယ်လမ်းကအမှန်လေးဆိုတာခွဲခြားလို့မရပါဘူးနောက်ကျောဘက်ကနေဂွိုင်းဘားတွေရဲ့ခြေတံတွေအော်ဟစ်တံတွေကဥမင်ထဲမှာပဲ့တင်ထပ်ပြီးနီးကပ်လာနေပါပြီဘယ်လမ်းကသွားရမလဲကောင်းလေးမှားသွားနေငါတို့ဒီဝင်ကဘာထဲမှာတက်တက်လုံးပိတ်မိသွားလိမ့်မယ်လို့ဥပကစိုးရင်တကြီးဖြောလိုက်တယ်ဇေယကခေါင်းထဲမှာအမြန်စဉ်းစားလိုက်တယ်ဒီတစ်တာကအသက်ဝိညာဉ်ဆိုရင်သူကလမ်းမှန်ကိုသိရမယ်ဇေယဟာကြော်ဖို့အိတ်ထဲကပေရလီတစ်တာလေးကိုအမြန်ထိုးလိုက်တယ်ပြီးတော့ညာဘက်လမ်းဝကိုချိန်ကြည့်လိုက်တဲ့အခါတစ်တာဘော်ကအပြာရောင်ကြောင့်မြက်လီကမိမ့်မင်သွားပါတယ်အလဲလမ်းကိုချိန်ကြည့်တော့လေဘာမှမထူးကြပါဘူးဒါပေမဲ့ဘဲဘက်အစွန်စုံလမ်းဝကိုချိန်လိုက်တဲ့အချိန်မှာတော့ဝီဆိုရဲတိုးတိတ်တဲ့အတန်လေးနဲ့အတူအပြာရောင်ကြောင့်မြက်လီဟာရေဒါတစ်ခုလိုတက်လက်လက်တောက်ပါလာပါတော့တယ်ဒီလမ်းမဲ့ဥပါလာဇေယနဲ့ဥပါတော့ဘဲဘက်လမ်းနဲ့ကိုအပြေးအလွှာဝင်သွားကြပါတယ်မိနစ်တိုင်းလောက်အကြာမှာတော့ခွိုင်းသားတွေလမ်းစုံကိုရောက်လာကြပြီးဘယ်လမ်းကလိုက်ရမှန်းမသိဖြစ်ကလူစုခွဲပြီးလမ်းမတွေကိုဝင်သွားကြပါတော့တယ်သူတို့နှစ်ယောက်ဝင်ကဘာထဲကနေလွတ်မြောက်သွားပါပြီတစ်ကြလီရဲ့အလင်းရောင်နောက်ကိုဆက်လိုက်သွားတဲ့အခါဥမင်ရဲ့အစုံမှာနောက်ထပ်တကားငယ်တစ်ခုကိုတွေ့လိုက်ရတယ်အဲ့ဒီတကားကိုဖွင့်လိုက်တဲ့အချိန်မှာတော့ဇေယတော့ဥပါတော့ပါဇက်အဟောင်းသားနဲ့အန်အောမင်တက်သွားမှာတော့တယ်73ထင်ရောင်ထင်မောင်းအငွေ့ညာညင်ကြောက်သားပြီလူကြီးတကားငယ်လေးကိုဖွင့်ပြီးအထဲကိုဝင်လိုက်တဲ့အခါဇေယညဥပါတို့ဟာကြီးမားကျယ်ပြန့်တဲ့လှုပ်ဝက်ခမ်းမကြီးတစ်ခုတည်းကိုရောက်သွားပါတယ်ဒါပေမဲ့ခမ်းမကြီးထဲမှာအပြာရောင်မြူခိုးငွေတီထူထက်စွာဖုံလွှမ်းနေပါတယ်ဇေယကအဲ့ဒီမြူခိုးတွေကိုရှူရှိုက်မိလိုက်တာနဲ့တပြိုင်နက်သူ့ရဲ့ခေါင်းထဲမှာမိုးဝေလာပြီးပုံဝင်းကျင်တစ်ခုလုံးပြောင်းလဲသွားပါတယ်သူ့မျက်စိရှေ့မှာသွေးထွက်တန်ရိုးထီနေတဲ့ဥပကိုဂိုင်းသားတွေကဝိုင်းဝန်းတက်ဖြတ်နေတဲ့မြင်ကွင်းကိုထိတ်လန့်စရာကောင်းအောင်မြင်အောင်လာပါတော့တယ်။ဥပ
မလောက်ကြနဲ့ဇေယဟာအော်ဟစ်ပြီးလေထဲကိုလက်သီးတွေနဲ့ရမ်းပစ်နေပါတယ်ဥပကဒါဟာအစိမ့်ငွေ့ illusion gas ကြောင့်ထင်ယောင်ထင်မှားဖြစ်နေတာကိုချက်ချင်းသဘောပေါက်သွားတယ်ဒါနဲ့သူ့အင်ဂျီစာကိုရေဘူးထဲကရေဆွတ်ပြီးဇေယရဲ့နှာခေါင်းကိုအမြတ်အုပ်ပေးလိုက်ပါတယ်ပြီးတော့ရုံးကန်နေတဲ့ဇေယကိုအတင်းဆွဲခေါ်ပြီးမြူခိုးတွေကြားတဲ့ကနေခမ်းမရဲ့ဗဟော်တိုင်းစီကိုမနှဲလမ်းပြခေါ်ဆောင်သွားရပါလေခမ်းမလေကိုရောက်တဲ့အခါမြူခိုးတွေကင်းစင်သွားပြီးလင်းထိန်နေတဲ့ကြောက်တိုင်ကြီးတစ်ခုပေါ်ကသမှုတရားနှလုံးသားလို့ခေါ်တဲ့တောက်ပနေတဲ့ယရနာတုံးကြီးကိုတွေ့လိုက်ရပါတယ်ဇေယလည်းအသိစိတ်ပြန်ဝင်လာပြီးအဲ့ဒီယရနာကိုလှမ်းယူလိုက်ပါတယ်ဒါပေမဲ့ယရနာကိုနေရာရွှေ့လိုက်တဲ့အချိန်မှာပဲဝုန်းဒိုင်းခမ်းမကြီးတစ်ခုလုံးပြင်းပြင်းထန်ထန်တုန်ခါသွားပြီးသူတို့ရှေ့ကဂျမ်းပြင်ကြီးကွဲထွက်သွားပါတယ်အဲ့ဒီအောက်ကနေအေယာမကြောက်သားနဲ့ကျေးဝါဆက်သွားဝိုင်းတွေပေါင်းဆက်ဖွဲ့စည်းထားတဲ့ရှေးအောင်ကြောက်သားပီလူကြီးတစ်ကောင်ဟာကြီးမားတဲ့အတန်ဟင်းကြီးတစ်ခုနဲ့အတူမတ်တပ်ထရက်လာပါတော့တယ်လှုပ်ဝက်ကျွန်းရဲ့အကြီးကဲဆုံးအဆောင်လျှောက်ကြီးနိုးထွက်လာပါပြီဇလန်းလေးမစခင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပေးပါအောင်ခင်ဗျာအပိုင်းတစ်တွေတင်တိုင်းအရင်ဆုံးသိရအောင်ခေါင်းလောင်းလေးကိုပါနှိပ်ထားပြဖို့မမေ့နဲ့နော်အပိုင်း14တရေကောင်းဤနောက်ဆုံးခရီး The Hero's Last Journey ကြောက်သားပီလူကြီးရဲ့အေယာမလက်သေးကြီးကဇေယျစီကိုပစ်ချလိုက်မဲ့အချိန်လေးမှာပဲဒိုင်းဒိုင်းဒိုင်းပြင်းထန်တဲ့တနတ်တန်တွေထွက်ပေါ်လာပြီးဘီလူကြီးရဲ့ကြောက်သားကိုထဲကိုလာမှန်ပါတော့တယ်အခန်းဝကိုလှည့်ကြည့်လိုက်တဲ့အခါဝင်ကဘာတဲကနေလွတ်လာတဲ့သမုတ်တရားအရေးအဖွဲ့ရဲ့ခေါင်းဆောင်နဲ့တနတ်သမားတွေရောက်လာကြတာပါတနတ်မှန်သွားတဲ့ဘီလူကြီးဟာဒေါသတကြီးဟိမ့်ဟောက်ပြီးတနတ်သမားတွေစီကိုလှည့်ကအကြမ်းပတန်ဝင်ရောက်တိုက်ခိုက်ပါတော့တယ်ခမ်းမကြီးထဲမှာဘီလူကြီးနဲ့ဂိုင်းမားတွေရဲ့သွေးထွက်တန်ယိုတိုက်ကွဲကြီးသုံးပွင့်ဆိုင်စတင်သွားပါပြီကောင်လေးဒီအချိန်ပဲရဲတနာကိုယူပြီးထွက်ပြေးတော့လူဦးဘကအော်ပြောင်းရင်ဇေယကိုအခန်းရဲ့နောက်ဖဲထွက်ပေါက်စီအမြန်ဆွဲခေါ်သွားပါတယ်ဒါပေမဲ့ထွက်ပေါက်ဝကိုရောက်ခါနီးမှာပဲဂိုင်းကောင်းဆောင်ကသူတို့ကိုညှင်သွားပါတယ်အဲ့ဒီရတနာတွေထားခဲ့ဆောင်မှလိုအော်ရင်ဂိုင်းကောင်းဆောင်ကဇေယကိုတနက်နဲ့ချိန်ပြီးပစ်ချလိုက်ပါတယ်ဖောင်းဥပဇေယရဲ့အော်တန်ကြီးကခါမတစ်ခုလုံးကိုလွှမ်းသွားပါတယ်ဇေယကိုမှန်မဲ့ကြည်စံဟာရှေ့ကနေဝင်ကပဲလိုက်ခဲ့ဥပရဲ့ရင်ဘတ်ကိုဖောက်ဝင်သွားခဲ့ပါတယ်သွေးအိုင်နဲ့လဲကျသွားရဲ့ဥပကိုဇေယကပြေးဖတ်ထားလိုက်ပါတယ်မငိုနဲ့ကောင်လေးငါဘဝတစ်သက်လုံးဂိုင်းရဲ့အပြစ်တွေနဲ့နေလာခဲ့ရတာအခုမှတည်းအဲ့ဒီအပြစ်တွေကိုစေးကြောခွင့်ရသွားသည်လို့ဥပကသွေးတွေအန်ရင်ပြုံးကပြောပါတယ်အဲ့ဒီအချိန်မှာဘီလူကြီးရဲ့ရိုက်ချက်ကြောင့်ခန်းမကြီးရဲ့မျက်နှာချက်တွေစတင်ပြိုကျလာနေပါပြီဥပကသူ့ရဲ့နောက်ဆုံးအာအင်ကိုတုံပြီးထွက်ပေါက်တကားရဲ့ခလွတ်ကိုနှိပ်ချလိုက်ပါတယ်။သွားတော့ဇေယဒီယရနာကိုသူတို့လက်ထဲအပခံလို့မဖြစ်ဘူး။မင်းကသမုတ်တရားရဲ့အဆောင်လျှောက်တက်ပဲ။တကားကြီးဖြည်းဖြည်းချင်းပိတ်ကျသွားချိန်မှာတော့ပြိုကျလာတဲ့ကြောက်တုံးတွေတနက်တန်တွေဘီလူကြီးရဲ့ဟိန်းဟောက်တန်တွေနဲ့အတူလဲကျနေတဲ့ဥပရဲ့နောက်ဆုံးအပြုံးကိုဇေယမျက်ရည်တွေကြားကနေမြင်တွေ့လိုက်ရပါတော့တယ်။အပိုင်းဆုံးမှာလောင်ဆုံးခီးနဲ့လမ်းစာသစ် The Final Journey and a New Beginning အချင်းမောင်ဇက်သိန်းပိုင်းကြောက်တကားကြီးပိတ်ကျသွားပြီးနောက်ဇေယကြောက်ပြိုကျပစ်စည်းနေတဲ့ဥမင်လှိုင်ကောင်းတဲကနေအသက်လူပြေးရမှာတော့တယ်။အုတ်ခဲတွေကြောက်တုံးတွေပြိုကျနေတဲ့ကြားထဲကနေသူဟာနောက်ဆုံးမှာတော့အပြင်ဘက်ကိုထွက်နိုင်ခဲ့ပြီးဥပရဲ့လေငယ်လေးပေါ်ကိုအောင်မြင်စွာခုန်ချနိုင်ခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲကောင်းကင်ရံကသွေးရောင်လာကျက်ခြင်းပြီးဆုံးသွားပြီးလမင်းကြီးဟာပုံမှန်တိုင်းပြန်ဖြစ်သွားပါတယ်။ဒါနဲ့တပြိုင်နက်တည်းမှာပဲလှုပ်ဝက်ကျွမ်းကြီးဟာအေယာမရေဝဲကြီးနဲ့အတူပင်လေရီအောက်ကိုအရှိန်ပြင်းပြင်းနဲ့ပြန်လဲနစ်မြုပ်သွားပါတော့တယ်။ဂုံသားလေးကြောက်သားဘလူးကြီးနဲ့အတူအရာအားလုံးဟာသမုတ်တရားအောက်ခြေကိုအပီတိုက်ပြုတ်ကွယ်သွားခဲ့ပါပြီ။ဇီ
ယားဟာလေပေါ်မှာတယောက်တည်းကြံခဲ့ပြီးလက်ထဲကလေးလက်နေတဲ့သမုတ်တရားနှလုံးသားယရနာကိုကိုင်ရင်သူ့အသက်ကိုကယ်တင်ပေးခဲ့တဲ့ဥပါအတွက်အတန်ထွက်အောင်ငိုကြွေးနေမိပါတယ်အချိန်တွေလက်အနှဲငယ်ကြာသွားပြီးနောက်ဇေယျဟာသူ့အိမ်ကိုဘေးကင်းစိမ်းပြန်ရောက်နေပါပြီသူဟာယရနာကိုဘယ်သူမှရှာမတွေ့နိုင်မဲ့လုံခြုံတဲ့နေရာတစ်ခုမှာတင်းစီထားလိုက်ပါတယ်ပြီးတော့ဥပါကိုအမတ်ရအနေနဲ့ပဟီလီတဒါလီကိုသူ့ရဲ့စားပွဲပေါ်မှာအမျက်တနိုးတင်ထားပါတယ်ကျေးဇူးတင်ပါတယ်ဥပါခပြားရဲ့အနစ်နာခံမှုလေးအလကားမဖြစ်စေရပါဘူးဒီလျှို့ဝှက်ချက်တွေကိုကျွန်တော်တေချာစောင့်ရှောက်သွားပါမယ်လို့ဇေယျကတွတ်တိုးလေးရေရွတ်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲဘာမှမလုပ်ရသေးပဲစားပွဲဘိုးကတဒါလီစီကနေရုတ်တရက်ခလစ်ဆိုတဲ့အတန်ထွက်လာပြီးတဒါရဲ့အောက်ခြေကလျှို့ဝှက်အန်ဆွဲလေးတစ်ခုအလိုလျာပွင့်ထွက်လာပါတယ်ဇေယျအံ့ဩတကြီးနဲ့ကြည့်လိုက်တဲ့အခါအထဲမှာနောက်ထပ်ဆွေးမြေနေတဲ့တာရီမီပုံအစ်စ်ကိုထပ်တွေ့လိုက်ရပါတော့တယ်ဒီတစ်ခါမြေပုံပေါ်မှာတော့ပင်လယ်ပြင်မဟုတ်ပဲနှင်းတွေထူထပ်စွာဖုံးလွှာနေတဲ့အေယာမတောင်တန်းကြီးရဲ့ပုံစံကိုတွေ့လိုက်ရပါတော့တယ်စွန့်စားကန်းတွေကမပြီးဆုံးသေးပါဘူးသမုတ်တရားတွေကလျှို့ဝှက်ချက်အပိုင်း15ပြီးပါပြီနောက်ထပ်ရင်ခုန်စရာစွန့်စားကန်းအသစ်တွေကို Season 2မှာဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါခင်ဗျာ